Okay ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ video lesson မှာတော့ကျွန်တော်တို့ကဒီဟာလေးပေါ့နော် asking for direction ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကအတူတူဆွေးနွေးကြမယ် practice လုပ်ကြမယ် okay နော်အဲ့တော့ကျွန်တော်က ask for ပေါ့နော် ask for directions အဲ့တော့ကိုနေရာအသစ်တွေရောက်သွားတဲ့အချိန်မှာဒါမှမဟုတ်နိုင်ငံခြားတွေပါသွားပြီးတော့မှနေရာတစ်ခုခုကိုလိုက်ရှာတဲ့အခါမှာကိုမေးလို့ရမယ်ဒီ expressions လေးတွေပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုဒီနေ့အနေငယ်တူတူလေ့ကျင့်ကြမယ် okay နော် all right so first of all again the topic is asking for directions okay are you ready okay let's get started so as usual I'm going to read the dialogue okay and then we will have a look at the language expressions one by one and we will practice together okay အဲ့တော့ကျွန်တော်အရင်ဆုံးဒီ dialogue လေးကိုဖတ်မယ်ပေါ့နော်ပြီးမှကျွန်တော်တို့အတူတူဆွေးနွေးကြမယ် okay let's get started excuse me could you help me please sure what are you looking for I'm trying to find a train station how can I get there go straight for about 300 meters then turn left at the traffic lights okay you see the train station on your right it's next to the post office it is far from here No, it's only about a 5-minute walk. Great. Thank you very much. You're welcome. Have a nice day. Thanks. You too. Okay. So ဒီဟာလေးကဒီ tourist နဲ့ဒီ local နဲ့ကြားထဲမှာပြောလိုက်တဲ့ဒီ dialogue ပေါ့နော်အဲ့တော့ဒီ asking for direction အတွက်ကျွန်တော်သုံးလို့ရမယ်ဒီ expression လေးတွေကိုကျွန်တော်အတူတူကြည့်ကြရအောင် Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့လမ်းမသိတဲ့အခါမှာဒီတနေရာသွားဖို့ပေါ့နော်ဒီ directions ကိုမသိတဲ့အချိန်မှာသစိမ်းလေးကိုမေးမယ်ဆိုလို့ရှင်ကျွန်တော်ဘယ်လိုမေးမလဲ Okay နော်အဲ့တော့ first of all ဒီဟာလေးပေါ့နော်ဒါလေးကအရန်ကိုအသုံးဝင်တဲ့ expression တစ်ခုဖြစ်တယ် accuse me ပေါ့နော်ကိုမသိတဲ့လူကိုစပြီးမှစကားပြောရမယ်ဆိုလို့ရှင်ကျွန်တော်က hey လို့ပြောမယ်စာဘယ်လိုပြောမလဲ accuse me ပေါ့နော်ဒီလိုလေးပြောလို့ရတယ်အဲ့တော့excuse me could you help me ပေါ့နော် could you help me ကျွန်တော်ကိုကူညီပေးလို့ရမလား could you help me ပေါ့နော် could ကအရန်ကိုယဉ်ကျေးတဲ့အသုံးအနှုန်းပေါ့နော်ဒီနေရာမှာ could you ပေါ့နော် could you help me ဒီမှာအဆုံးတန်မှာကျွန်တော်က intonation ကိုယ့်ရဲ့အတန်ကအပေါ်ကိုမြင့်သွားပါမယ်ဒီကောင်လေးက yes no question မို့လို့ဟုတ်ပြီနော်အဲ့တော့ could you help me အဲ့တော့နောက်နေလိုက်ဆိုကြည့်ပါ could you help me again very good okay အဲ့တော့ကိုကျွန်တော်ကူညီပေးလို့ရမလားပေါ့နော်ဒါမှမဟုတ်ကိုသိချင်တဲ့အောင်ချက်ချင်းမေးမယ်ဆိုလို့ရှင် excuse me how can I get to the train station ဒီမှာကျတော့ဒီများလေးတွေ့လားဒါကျတော့အောက်ကိုချမယ်ဘာလို့ဆိုလို့ရှင်သူက WH question မလို့ဟုတ်ပြီနော်အဲ့တော့အတန်ကအဆုံးမှာအောက်ကိုချရပါမယ် okay နော်အဲ့တော့ how can I get to the train station okay နော်အဲ့တော့ဒီကျွန်တော်မီးရထားပူတာကိုကျွန်တော်ဘယ်လိုသွားလို့ရမလဲပေါ့ okay နော်အဲ့တော့နောက်နေလိုက်ဆိုကြည့်ပါ can I okay how can I get to how can I get to how can I get to the train station you cannot call ဆိုကြည့်ပါ how can I get to the train station okay good အဲ့တော့ cinema ကိုပြောင်းပြရမှာဒီမှာဆိုကြည့်ကြည့်ပါ cinema အဲ့တော့ what do you say okay နော် how can I get to the cinema how about hospital so you say good how can I get to the hospital very good okay နောက်တစ်မျိုးလေးပြောလို့ရသေးရေပေါ့နော်အဲ့တော့ဒီရှေ့မှာကျွန်တော်က could you tell me ဒါတော့အရန်ကိုယဉ်ကျေးတဲ့အသုံးလုံးပေါ့နော် indirect ဖြစ်တယ်ပေါ့နော် where is the museum လို့မေးမယ့်အစားကျတော့နည်းနည်းလေးdistance ခြားထားတဲ့ polite ဖြစ်တဲ့အသုံးလုံးလေးကိုသုံးမယ်ဆိုတော့ could you tell me how to get to the museum ပေါ့နော်ဒီမှာများလေးတွေ့လားအပေါ်သွားမယ်နော်ကျွန်တော်က yes no question ဆိုတော့ intonation ကအပေါ်တက်သွားမယ်ဆိုတော့နောက်နေလိုက်ဆိုကြည့်ပါ could you tell me
How to get to the museum. How to get to the museum. Could you tell me how to get to the museum? Again, please. Okay, good. So can you change the museum into bus station? You know, bus station ကိုဘယ်လိုသွားမလဲဆိုပြပြပေးလို့ရမလားဆိုလို့ရှိရင်ကော Okay, good. Could you tell me how to get to the bus station? Okay, now again. Could you tell me how to get to the bus station? Good. And ဒီမှာကျွန်တော် cafe ရဲ့နာမည်လေးပေါ့နော် example အနေနဲ့ ABC cafe ပြောချင်တာကိုက ABC cafe ကိုသွားချင်တယ်ဒါပေမဲ့ဘယ်မှာလဲမသိဘူးဆိုတော့ကျွန်တော်ကမေးကြည့်မှာပေါ့အဲ့တော့ could you tell me how to get to ABC cafe အဲ့ဒါလိုဖြစ်သွားမှာပေါ့နော်ဒီနေရာမှာအဲ့ cafe ကိုရှာတဲ့နေရာလေးထည့်ပေးလိုက်ပေါ့ Okay နော်အဲ့တော့ပြန်ပြောကြည့်မယ် Could you tell me? Okay, very good. Could you tell me how to get to ABC Cafe? Wonderful. And the next one is quite simple. Where is the nearest, a NISO bank? Okay, no, intonation outset may falling. Where is the nearest bank? Okay, no, nearest a NISO, nearest. Where is the nearest bank? Repeat, please. Good. ဒီမှာကျွန်တော်က cinema solution လားဘယ်လိုပြောမလဲဒီနောက်အစားထိုးလိုက်ပါတော့အဲ့တော့ where is okay where is the nearest cinema? How about hospital? Hospital ဒီအဆုံးတန်လည်းတတိထားပါ hospital မဟုတ်ဘဲနဲ့ပါလေ toe ဟုတ်ပြီနော် hospital stress ကဒီနားမှာ hospital. Okay, good. Can you try that questions? Good. Where is the nearest hospital? Good. နောက်တစ်ခုကကျတော့နီးလားဝေးလားပေါ့နော်အဲ့တော့ဒီညာနဲ့ဝေးလားဆိုလို့ရှိရင်ကျတော့က far from ပေါ့နော် so is this far from here? Is this far from here? ဒီညာနဲ့ဝေးလား Okay, no? Is this far from here? Okay, very good. Right, I think you're fine with this. And now let's move to the next one. Giving direction အဲ့တော့ကိုကသူများကိုလာမေးတဲ့အချိန်မှာ direction ပြန်ပေးတဲ့အချိန်သုံးလို့ရမယ့်ဟာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့က go straight တက်တက်သွားပေါ့နော် go straight just go straight တက်တက်ပဲသွား go straight ဟဲ့နော်ဒီများအတိုင်းပေါ့နော် go straight and then turn left ဗာလဲဘယ်ဘက်ကိုချိုးပါ turn left and ညာဘက် turn right turn left turn right turn left turn right very good နောက်တစ်ခုကlet's say ကိုလာမေးတဲ့သူက bank ကိုရှာနေတယ်ဆိုလို့ရှိရင်ကျွန်တော်က bank ကဘယ်ဘက်မှာရှိလိမ့်မယ်ဆိုလို့ရှိရင် you can say it's on your left ဘယ်ဘက်မှာရှိတယ်ပေါ့နော် it's on your left ညာဘက်မှာရှိတယ် it's on your right it's on your left it's on your right ဒီမှာအတန်လေး link ပြီးပြောရင်ပိုကောင်းတယ် it's on your left it's on your right you know let's say bank ကဘယ်ဘက်မှာရှိတယ်ဆိုလို့ရှိရင်ကျွန်တော် bank ဆိုလို့ရှိရင်ဒီမှာ it's နေရာမှာ the bank လေးထည့်လိုက်ပေါ့ so you can say the bank's on your left the bank's on your right the hospital's on your left the hospital's on your right ဟဲ့နော်ဒီလိုလေးအစားထိုးပြီးပြောလိုက်ရတယ် okay နော်နောက်တစ်ခုကကျတော့ next to ကကျတော့ကပ်ရက်ပေါ့ဘယ်လိုမျိုးလဲဆိုတော့ let's say ဒီဟာက A ပေါ့နော်ဒီကA building A တက building B ဆိုလို့ရှိရင်ဒီလိုမျိုးbuilding A နဲ့ B နဲ့ကပ်ရက်ကိုကျွန်တော်က English လို့ next to လို့သုံးလို့ရတယ် so you can say it's next to the post office စာတိုက်ပေါ့နော်အဲ့ဒီနေရာကစာတိုက်နဲ့ကပ်ရက်ဆိုတော့စာတိုက်ရဲ့ဘေးနားကပ်ရက်ပေါ့ you can say next to everybody repeat next to it's next to the post office again it's next to the post office ဒီနားမှာ s အတန်လေးအဆုံးရှိမယ်နော် post office is next to the post office very good အဲ့ဒါကပန်ရဲ့အနားမှာရှိတယ်ဆိုတော့ဘယ်လိုပြောမလဲ it's okay it's next to the bank ပေါ့နော် very good and the next one is opposite ကကြတော့မျက်နှာချင်းဆိုင်ပေါ့နော် for example ဒါက A ဟောနော်ဒါကလမ်းပေါ့နော်အဲ့တော့ဒါက B ပေါ့နော်အဲ့တော့
building A နဲ့ B နဲ့ဘယ်လိုလေးဖြစ်နေလဲဒီလိုလေး line ရဲ့မျက်နှာချင်းဆိုင် across from ပေါ့နော် opposite ဖြစ်နေတဲ့အခါမှာကျွန်တော်ကဒီလိုလေးသုံးတယ်အဲ့တော့ example B က supermarket ဆိုပါစို့အဲ့တော့ဒီ example အရာကျွန်တော်ဘယ်လိုပြောမလဲ it's opposite the supermarket ဟုတ်ပြီနော် opposite မျက်နှာချင်းဆိုင်ဒါဒီနေမှာစန့်ကျင်ဘက်ဆိုတာလည်းပါလေ opposite မျက်နှာချင်းဆိုင်ဆိုတော့အတိတ်ပဲပို့ရတယ်ပေါ့နော် okay so you can say it's opposite the supermarket you can example building A က building B နဲ့မျက်နှာချင်းဆိုင်ရှိတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ building A is opposite building B right building A is opposite building B very good and the next one is between ကလွယ်ပါတယ်ကြားပေါ့နော်အဲ့တော့ကိုရှာနေတဲ့နေရာက is between the bank and the cafe bank နဲ့ cafe ရဲ့ကြားထဲရှိတယ်ဆိုလို့ရှိရင် between နဲ့ and နဲ့ပေါ့ဟုတ်ပြီနော် so it's between the bank and the cafe and the last one is it's about a 5-minute walk အဲ့တော့ပြောချင်တာ5 minute ပဲလမ်းလျှောက်တယ်ဆိုလို့ရှိရင်ကျွန်တော်က5 minute ကြားရင်ပါလေးထည့်လဲ hyphen လေးထည့်ပေးတယ်ဆိုတော့ဒီတစ်ခုလုံးက adjective ဖြစ်သွားတာပေါ့ဟုတ်နော် a 5-minute walk ဆိုတာကလမ်း5 minute လောက်လျှောက်ရင်ရောက်ပြီပေါ့အဲ့တော့အဲ့လိုပဲကျွန်တော်ကကားလေးပိုင်မောင်းတဲ့အခါမှာကျတော့ drive နဲ့သုံးရတယ်အဲ့တော့15 minute လောက်မောင်းရင်ရောက်ပြီဆိုလို့ရှိရင် is a 15-minute drive from the city okay no for example the waterfall is not that far it's just about a 15-minute drive from the city အဲ့နော်မြို့ထဲကနေ15 minute လောက်မောင်းတော့ရောက်ပြီရေတခွန်လေးอ่ะအဲ့လိုလေးပေါ့နော်ဒါပေမဲ့ဒီမှာ direction ပေးတာကတော့ short distance ကိုပေးတာများပါတယ် like 5-minute walk 2-minute walk ပေါ့နော် 7-minute walk စသဖြင့်အဲ့နော်အဲ့တော့ repeat after me a 5-minute walk okay it's about ဆိုတာခံမှန်းချေပေါ့နော်ဒါမှ is s လေးပါတော့အတန်ကို link ပါ you can say it's about a 5-minute walk ဒီမှာ10 minute ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲ it's about okay it's about a 10-minute walk very good everybody well done so now here comes the last one so let's practice together you are the tourist okay you are the tourist I am gonna be a local this time so you will start here and we will do the role play for this one okay and here I want you to change this one okay I want you to change the bus station so you can use the bus station here okay all right and be careful about the arrow your intonation should go up if you see the arrow here it's going up okay all right are you ready good I'm ready let's go okay your turn sure what are you looking for go straight for about 300 meters then turn left at the traffic lights you see the bus station on your right it's next to the post office no it's only about a 5-minute walk you're welcome have a nice day okay very good easy right okay and နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာဒီမှာ thanks ဆိုတဲ့နေရာလေးပေါ့နော်ဒီမှာတွေ့လား s လေးတွေ့ရနော်အဲ့တော့အမားများကြတဲ့ဟာကကျွန်တော်ဘယ်လိုလဲဆိုတော့ thank you ကိုဒီမှာ thank you ရေးတဲ့အခါမှာthank ရဲ့နောက်မှာ s လေးထည့်ရရှိတယ်တော့ဒီမှာကျွန်တော်က thank you ကျေးဇူးတင်ပါတယ်ဆိုရှင်ကျွန်တော်က thank you ဆိုရဟုတ်တယ်နော်ဒီမှာ s မပါရအောင်နော်ဒီမှာ u ပါနေတဲ့အတွက်ကြောင့်ဒီမှာ s မပါရအောင်အကယ်လို့နောက်မှာ u မပါဘူးဆိုလို့ရှိရင်နော်ဒီ dialogue ထည့်လို့ thanks ထည့်ပြီးလို့ရတယ် thanks ကျေးဇူးများတင်တယ် thanks ဒါမှမဟုတ် thanks a lot ဒီလိုလေးပြောလို့ရရင်နော် thanks a lot ကျေးဇူးများတင်တယ်ဒါပေမဲ့ဒီမှာ u လေးပါနေရင်နောက်မှာဒီ thank ရဲ့နောက်မှာ s လေးထည့်ပြီးလို့မရပါအဲ့တော့အဲ့လေးအမားများကြတွေ့တယ်ပေါ့နော်ဆိုတော့အဲ့လေးသတိထားပါ you're going to say thank you or thanks okay နော် all right good အဲ့တော့ဒီဟာလေးကကျွန်တော် direction ပေးတဲ့အခါမှာသုံးရမယ့် expression လေးတွေပေါ့နော်အဲ့တော့ဒီ
ဒီဟာလေးကိုကိုကအားတဲ့အချိန်မှာ practice လေးပြန်လုပ်ကြည့်ပါဟုတ်ပြီနော်ပြီးတော့မှဒီမှာကျွန်တော်ဒီသုံးတဲ့ language expression လေးတွေကိုနည်းနည်းလေး practice ပို့ရအောင်ကျွန်တော် word wall ပေါ်မှာ exercise လေးလုပ်ထားပေးတယ်ဆိုတော့ဒီscan ပေါ့နော် QR လေးကို scan လုပ်လိုက်ပါပြီးတော့မှဒီ rearrange ပေါ့နော်ဒီစာကြောင်းကို structure ကိုမှန်အောင် rearrange လေးလုပ်ပေးပါ okay နော်ဒါလေးက extra practice so everybody thank you for watching the video and I hope you learned something from this short clip and I'll see you in the next video okay goodbye